မင်းဖေနဲ့မင်းမေလေလမ်းမှာကားမောက်လို့ဝယ်ချင်ပြီးဆုံးပြီတဲ့ဖေနဲ့မေဆုံးဘာလဲ ဟုတ်စလားဟိုမိုက်တင်းတဲ့တော့နင်းလှမ်းခေါ်နေနင်းနဲ့တိလို့လား မသိပါဘူးဟာတခါမှတော့မမြင်ဘူး အဲ့လိုခင်ဗျလောင်ခင်ဗျခြံထဲကိုဘာဝင်လို့တာဟမ် ဟောကျွန်တော်တန်ရှင်းရတာလို့တော့ပါ ခင်ဗျအိမ်ထဲကပစ္စည်းတွေခိုးလာတာမလားဟမ် မိုးပါဗျာဒါအမိုက်တို့ပါဘုရားကြီးကဖုန်းလိုချင်နေဆိုတော့ကိုကြီးကဝယ်ပေးချင်နေတာ အော်ဒါကီးမဖုန်းကျောက်ကဘာလို့လဲဟမ် မင်းကဖုန်းလိုချင်နေဆိုငါတီဖုန်းမရမကစူးစမ်းပြီးတော့ငါဝယ်ခဲ့ရတာ သူများအိမ်မှာမိုက်သွားကြုံပြီးတော့ကြိုးစားခဲ့ခင်ဗျကျုပ်တို့မောင်တော်လေးတက်တက်တိတ်လာချနေစီမံမှာအမိုက်သိမ့်နေတဲ့ဖိုးထောင်ဆိုတဲ့တော့အကိုတော်ရတယ်ရှက်နေကြတယ်ဟုတ်လား အေးလေညီမလေးအကွာညနေမှာအမိုက်သိမ်းနဲ့စီးပင်ဝင်လဲဆိုတော့သူတို့တိတ်သွားလို့ရှိရင်ညီမလေးကတော့မတိတ်ခါကြဘူးကိုကြီးအဲ့တော့မတွေ့မိဘူး ဒီမှာပြောမိပါလေဟာကိုကြီးကပညာမှမတတ်တာ ဒီလိုတွေဒီရွယ်ရောက်ဒီအကုန်ကြီးအစအစရအနစ်နာခံပြီးအမေတူစောက်ရှောက်လာတဲ့ကျေးဇူးပေါ်မှာမထောက်ဘူး တန်ဆိုးပါကွာ တန်စိတ်တယ်ပြီးမိခိုင်မဝင်နေဘူး ကျွန်တော်တီဗီရောကရှိနေ ဒုက္ခပါပဲဟာ ညီမလေးလည်း TV ရောပါဖြစ်နေတယ်တမက်တူတူမစားကြဘူး မင်းလည်းဆုံးသူမစားချင်ဘူးဟုတ်လားမင်းကပြောလိုက်ပါလားဒီနေ့ကစားပြီးမင်းတို့ငါ့လုံးစားလည်းမစားနဲ့ငါ့ကောင်လည်းမနေကြနဲ့လို့မင်းမစားကဘာလို့ပြောမထွက်တာလဲကွာဖိုးတော်ရ ကျွန်တော်လည်းကဲကျူးပေးချောင်းလို့ပဲကျွန်တော်တတ်မှတ်ပါလေဝေးကြလာပြီရင်းနေမာရီနဲ့ဘိုက်စာနေမယ်ဆိုတော့ဒီလိုကိုရခေါင်းပြတစ်ခါလေးဝင်လာခဲ့ တောင်းတရနေမှာဘယ်လိုရခေါ်လဲဘာမှအကောင်းဆုံးပဲ ကိုကြီးမောပြီးလိုက်တာကဲစားကောင်းလို့ဆိုရင်ဝေါင်းတော့စားနော် ကျွန်တော်တို့မောင်နှမရဲ့ခုကိုဆင်းရဲတဲ့လူတန်းစီမပြီးဖေနဲ့ညံ့ဖေပါဘာပြောဖေနဲ့မရတော့မကြဘူးအော်ကွာအော်ဟာဖေတို့ဒီငါပေါ်မှာတက်တဲ့လောက်စိုးစမ်းမှာသုံးတော်တဲ့ဖေနဲ့မျိုးတော့ဖေတို့ဒီမစော်ရတယ်ငါဖေတော့မခွင့်မလို့